ရဲ့အချိန်ကအခြေအနေတက်တောင်မှကျွန်တော်တို့အခြေအနေပိုကောင်းနေပါပြီဆိုတာလည်းကျွန်တော်ပြောလို့ရတယ်ပြီးရင်အာတင်တန်းတွေလည်းကျွန်တော်တို့လုပ်တာမီဒီယာမှာလည်းတက်ထားပြီးသားများရှိမှာပါကျွန်တော်တင်တန်းတွေလုပ်တဲ့တက်တူလည်းစုဆောင်းထားတယ်လည်းရှိပါဒါပေမဲ့ဒီဟာတွေကကျွန်တော်တို့အာဘာဖြစ်လို့ဒီလိုမျိုးလုပ်တယ်ဆိုတော့တချို့ကတမျိုးနဲ့ထင်ကြလိုက်မယ်ဒါဒီလက်စားချေခြင်းလို့ဒီကိုယ့်ချင်းတက်ဖြစ်ခြင်းလို့တချို့ကတွေးတဲ့သူရှိကောင်းရှိမယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကအဲ့လိုမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ ICNCCB ပေါ့နော်အာရဲ့မူဝါဒကတိတ်ပြီးမှယူရှင်းပါတယ်သူများရဲ့အပိုင်ဆိုင်မှုတွေလည်းကျွန်တော်တို့ကျွန်တော်တို့လိုချင်မှာမဟုတ်ဘူးဒါပေမဲ့တခုတော့ရှိတာကကျွန်တော်တို့ရဲ့ပိုင်ဆိုင်ထားပြီးသားကူတော့ဒီတိုင်းလေးတော့ကျွန်တော်တို့ရှိစီခြင်းလဲဒါပြည်သူလူထုရဲ့လူရင်ဆန္ဒအတိုင်းပေါ့နော်ပြီးတော့ကျွန်တော်တို့အဲ့လိုမျိုးချူစားနေတဲ့အချိန်မှာဒီအာအဖြစ်သဘောဟာမျိုးနဲ့အာဒီတိုက်ခိုက်တာမျိုးရှိရင်တော့ဒါတော့မဖြစ်တဲ့အရာတော့ဖြစ်သွားနိုင်တယ်ပေါ့နော်ဒါတွေလည်းမဖြစ်စေချင်ဘူးဒါမဖြစ်စေချင်တဲ့အတွက်ကျွန်တော်တို့ ICNCCB နဲ့တော့အများအားရှောင်လေရှိတဲ့အရာလည်းမိဘပြည်သူတွေအားလုံးကမြင်ထားပြီးသားဖြစ်တယ်ဆိုတော့ကျွန်တော်တို့အင်အားတည်ဆောက်တယ်ဒီလိုမဖြစ်အောင်လည်းအင်အားကောင်းကျွန်တော်တို့ပြန်လုပ်နေတယ်ဒါပြားရဲ့ကြီးရအကြောင်းရမိဘပြည်သူတွေရဲ့ထောက်ခံအားပြုမှုကြောင့်လည်းဒါပုံမှန်လေးလည်းကျွန်တော်တို့တဖြည်းဖြည်းဖြစ်လာပြီးပုံမှန်အခြေအနေတက်တောင်မှပူပြီးမှအခြေအနေကောင်းလာတဲ့တန်းတာလည်းကျွန်တော်တို့ကြောက်တွေ့တာလည်းဖြစ်နေတယ်ဒါပေမဲ့အဲ့ဒီဟာတွေကကိုယ့်အချင်းချင်းရဲ့လက်စားချေချင်းတဲ့စိတ်တက်ရဲ့ပြီးတော့မကောင်းတဲ့စိတ်တက်ကိုမွေးထုတ်ပြီးမှကျွန်တော်တို့ကလှုပ်ရှားခြင်းတော့မဟုတ်ဘူးဆိုတာပြောချင်တယ်ဆိုလို့ရှိရင်ကျမတို့CNO ရဲ့ကျမတို့ General Secretary ဖြစ်တဲ့ဆရာ Steven ကိုအမှာစကားပြောကြားပေးဖို့ရန်အတွက်လေးစားစွာဖိတ်ခေါ်ပါရရှင်ဟုတ်ကဲ့ကျေးဇူးပါရှမ်းမရဲ့ကဲမင်္ဂလာပါဆရာဟုတ်ကဲ့မင်္ဂလာပါဗျကြည့်ရှုအားပေးနေကြတဲ့ကျွန်တော်တို့ဒီမိဘပြည်သူများအားလုံးနဲ့ဒီ online ဒီအစီအစဉ်ကိုစီစဉ်ပြီးတဲ့ဆရာဆရာမတို့အားလုံးလည်းပြီးတော့ host လုပ်ပြီးတဲ့ဆရာမရောအားလုံးပေါ့နော်မင်္ဂလာပါကျေးဇူးလည်းတင်တယ်လေးစားတဲ့အကြောင်းကိုဥစွာကျွန်တော်ပြောကြားလိုပါတယ်ပြီးရင်ဒါကျွန်တော်တို့ဒေါ်လာရဲ့စကတဲ့ကပေါ့နော်စကတဲ့ကဒီကုန်ကြီးထောက်ပံ့ကုန်ကြီးပြီးတဲ့မိဘပြည်သူအားလုံးရဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးဘွဲ့ကျွန်တော်တို့ရဲ့ဒီ ICNCCB ကိုလည်းအမြဲတမ်းကုန်ကြီးဝန်းပြီးရဲ့မိဘပြည်သူအားလုံးကိုလည်းဒီကျေးဇူးအထူးတင်ရှိတဲ့အကြောင်းရယ်ပြီးတော့နောက်အနာဂတ်ချိန်မှတွေ့မှလည်းဒီတက်မကပေါ့နော်ကုန်ကြီးထောက်ပံ့ပေးကြဖို့အတွက်ကိုလည်းမေတ္တာရပ်ခံနေနဲ့ကျေးဇူးအထူးတင်ကြောင်းကိုပြောကြားလိုပါတယ်အခုကျွန်တော်ကတော့ဒီရှင်တော်ရှင်တဲ့ဖြစ်ဒီအထွေထွေတွင်းမှုဒီ General Secretary အသစ်တာဝန်ထမ်းဆောင်နေတဲ့ Steven ဘာပြဖြစ်ပါတယ်ခုကျွန်တော်တို့ရဲ့ဒီအပြောင်းလဲကိစ္စကိုလည်းပြောမယ်ဆိုရင်ဒါအထဲမှာတခြားကိစ္စတွေအရှုပ်အရှင်းတွေရှိလို့မဟုတ်ဘဲနဲ့လူအသစ်အင်အားဖြည့်တဲ့အနေနဲ့ကျွန်တော်တို့ကနည်းနည်းပါအပြောင်းလဲဆိုတဲ့ဒီကျွန်တော်တို့အင်အားဖြည့်တဲ့သဘောမျိုးဖြစ်တဲ့ဆိုတဲ့အကြောင်းကိုလည်းဥစွာလည်းထပ်ပြောလို့ရတယ်ပြီးရင်ကျွန်တော်တို့ခုလက်တလောမှာဖြစ်နေတဲ့လွန်ခဲ့တဲ့လပေါ့နော်ဒီမချသိမီကဖြစ်တဲ့ဖြစ်ပျက်ပုံမှာလည်းကျွန်တော်လွန်စော်လဲစိတ်မကောင်းဘူးပြီးတော့တခါကျရင်ကျွန်တော်တွေ့ရတယ်အထဲမှာလည်းကျွန်တော်ပြောတာရှိပါတယ်ကျွန်တော်တို့ရဲ့မဟာမိတ်တွေပုံမှာတော့ကောင်းပြီးတော့ကျွန်တော်တို့ရဲ့ကိုငွေထောက်ပံ့ပြီးတဲ့မိဘပြည်သူတွေအားလုံးပုံမှာလည်းတခါကျရင်ကျွန်တော်တို့ဒီတာဝန်မကြီးသလိုပေါ့နော်ဒီစိတ်ဆင်းရဲစီးတဲ့အရာတွေပြီးတော့ဒီပုံမကြမှုတွေကျွန်တော်ဖြစ်စီတဲ့အရာပုံမှာလည်းကျွန်တော်တို့အနုနဲ့တောင်းပန်ချင်တာရှိတယ်ပြီးရင်ဒါနောက်ပိုင်းကျရင်တော့ဒီခံစားရတဲ့ဒီစိတ်ဆင်းရဲမှုတွေဘုံမကြမှုတွေနောက်ပိုင်းကျရင်ကျွန်တော်တို့ပြန်ကောင်းလာနိုင်အောင်လည်းကျွန်တော်တို့ကြိုးစားနေတာရှိပါတယ်လို့ပဲကျွန်တော်ပြောချင်တယ်ပြီးရင်ကျွန်တော်တို့ဒီဘာဖြစ်လို့ဒီ finance လုပ်နေတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့အားလုံးသိထားပြီးသားပေါ့နော်ခုနကျွန်တော်တို့ရဲ့ရှင်းနေဖြစ်တဲ့ share statement ရှင်းထားလည်းအများကြီးပြောထားပြီးသားဖြစ်တယ်အရင်တုန်းကတည်းကလည်းဒါအများကြီးပြောထားခဲ့ပြီးသားလည်းရှိပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ထွေထွေသိတော့မပြောစရာတော့မရှိဘူးစုပြီးမဲ့ကျွန်တော်ထပ်ပြောချင်တာပါရှိလဲဆိုတော့အခုကျွန်တော်တို့ဒီဒေါ်လာရေးလုပ်နေတဲ့အရာကအခုဒေါ်လာရေးလုပ်နေတဲ့ဒီ
ရဲဘော်တွေအားလုံးကိုရဲဘော်လို့ပြောတဲ့နေရာမှာကျွန်တော်တို့အားလုံးကိုဆိုလိုချင်တာဖြစ်တယ်ကျွန်တော်တို့ဒီဒေါ်လာရင်းလုံနေတဲ့လူတွေရဲ့ခေါင်းကျူးတစ်ခုတည်းမဟုတ်ပါဘူးတကယ်လို့ဒါဒီခုလက်ရှိလုံနေတဲ့ကျွန်တော်တို့ရဲ့ရဲဘော်အားလုံးတွေကျွန်တော်တို့ရဲ့ CV ကျွန်တော်တို့ရဲ့ ICNC ဆိုရင်ဒီလုံနေတဲ့ခေါင်းဆောင်တွေအားလုံးရဲ့ background ကိုကြည့်မယ်ဆိုရင်သူဟာနေသူအာ background ရှိပြီးထားပြီးသားဖြစ်တယ်ခုအတွက်ကိုပဲကိုကကြည့်ပြီးမှရှေ့ဆက်သွားမယ်ဆိုရင်လမ်းကြောင်းအများကြီးပွင့်ထားပြီးသားခေါင်းဆောင်တွေရဲဘော်တွေဖြစ်ကြပါတယ်ဒါပေမဲ့ဘာဖြစ်လို့ဒီလိုဒေါ်လာကြီးလုပ်ပြီးမှမရအောင်ကျွန်တော်တို့အချင်းပြေတော့အောင်ကြိုးစားမယ်ချင်းပြေကိုလွတ်မြောက်အောင်ကျွန်တော်တို့ကတိုက်ထုတ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကြိုးစားနေကြတာလဲဆိုရင်ဒါကျွန်တော်တို့ဒီပြည်သူလူထုအခုစစ်အာဏာရှင်စနစ်ရဲ့လက်ထဲမှာပေါ့နော်ဘယ်လောက်ထိကျွန်တော်တို့စီးပွားရေးပညာရေးကျန်းမာရေးအခက်အခဲရှိရဆိုတာအားလုံးသိထားပြီးသားဖြစ်တယ်အဲ့ဒီပြဿနာတွေကိုဖြေရှင်းနိုင်အောင်ကျွန်တော်ကြိုးစားနေကြတာဖြစ်တယ်ဆိုတာကိုလည်းပြောလိုပါတယ်ဆိုတော့ကျွန်တော်တို့ရှေ့ဆက်ပေါ့နော်အခုအချိန်ကလည်းအများကြီးလေးနေပြီဆိုတော့အမြဲအဖြစ်ပေါ်မှာပဲမှုတည်ပြီးမှကျွန်တော်ဖြေချသွားပါမယ်ဆိုတာလေးကျွန်တော်ပြောချင်တဲ့ဒီမှာကနဦးနေကုန်ချုပ်ချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဆရာမကြီးဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ဆရာဆိုတော့ဆရာကအခုနဆရာကိုယ်တိုင်လည်းမိတ်ဆက်သွားတယ်ပေါ့နော်ကျွန်တော်တို့ CNO မှာလက်ရှိဒီ General Secretary တာဝန်ကိုထမ်းဆောင်နေတယ်ပေါ့နော်ဆိုတော့ဆရာတို့ကြားထဲမှာဒီ CNO တဲမှာလည်းပဲအပြောင်းလဲတွေအများကြီးလုပ်နေတယ်ဆိုတာကိုလည်းပဲကြားသိရတယ်ပေါ့နော်ဆိုတော့ဆရာတို့ရဲ့လှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးတော့လည်းမိဘပြည်သူတွေကိုဆရာတို့လောလောဆယ်အချိန်မှာဘယ်လိုတွေစူးစမ်းမှုတွေဘယ်လိုမျိုးတွေလှုပ်ဆောင်နေတယ်ဆိုတဲ့အပိုင်းကိုလည်းပေါ့နော်ဆရာတို့ရဲ့လှုပ်ရှားမှုအပိုင်းနဲ့ကိုလည်းပဲမိဘပြည်သူတွေတည်ထိုက်တဲ့လောက်လေးပြောပြပေးဖို့မြတ်တာရက်ခံပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါဆရာမကြီးဒီကျွန်တော်တို့အပြောင်းလဲလုပ်တယ်ဆိုတာကဒီအင်အားပူကောင်းသွားအောင်ပေါ့နော်ပြီးတော့ဒီဒေါ်လာကြီးလုပ်တဲ့နေရာမှာကျွန်တော်တို့ CPI ရှင်စီအောက်ကောင်းသွားစေအောင်ပေါ့နော်ကျွန်တော်တို့ကကြိုးစားတာဖြစ်တယ်ဆိုတဲ့အကြောင်းတော့ကျွန်တော်ခုနပြောပြသွားပြီဆိုတော့အခုလက်ရှိကျွန်တော်တို့ဘာတွေလုပ်နေရဲဆိုတဲ့အပိုင်းကိုပြောကြရမယ်ဆိုရင်ဒါအခုကဒီစဖြစ်တဲ့အချိန်ချင်းမှာပေါ့နော်ကျွန်တော်တို့သတင်းတော့အများကြီးအမျိုးမျိုးမြင်ထားကြပြီးသားဖြစ်မှာပါအဲ့ဒီတုန်းကကျွန်တော်တို့ဒီပြောဆိုမှုတွေလည်းအများရှိပါတယ်ဒါပေမဲ့အတူနိုင်ဆုံးပြောရမယ်ဆိုရင်ကျွန်တော်တို့ကဒီခုအချင်းပေါ့နော်ချင်းကြမှာအရန်သွေးထွက်တန်ယူတည်ကြည်ပြည့်စုံမှုအရန်မဖြစ်ရလေအောင်ဆိုတဲ့ဟာမျိုးနဲ့ကျွန်တော်တို့ကတခြားနေရာကိုကျွန်တော်တို့တခြားတနေရာပေါ့တနေရာတည်းမဟုတ်ဘူး3-4နေရာကိုကျွန်တော်တို့ကဒါတိဆောက်နိုင်ရေးအတွက်ကိုကျွန်တော်တို့ကရှောင်ထားတာဖြစ်တယ်ဒီအဲ့လိုမျိုးရှောင်ရင်းနဲ့အခုဆိုရင်ကျွန်တော်တို့မြေပြင်မှာခေါင်းဆောင်တွေပေါ့နော်ခေါင်းဆောင်တစ်တွေရောဒီရှိနေတဲ့ဒီအစကတည်းကဥဆောင်နေတဲ့ကျွန်တော်တို့ခေါင်းဆောင်တွေပေါ့နော်အားလုံးပေါင်းပြီးမှကျွန်တော်တို့ဒီတာဝန်ခွဲဝင်ဝင်တွေကျွန်တော်လုပ်ကြပါတယ်ဒီအမျိုးမျိုးအတိကတော့ဒါဒေါ်လာရေးအင်အားကောင်းနိုင်ရေးအတွက်ကျွန်တော်တို့အင်အားတွေပြန်တိဆောက်ကြပါတယ်တိဆောက်ရင်းနဲ့အခုဆိုရင်ဒါဖျားရဲ့ကြီးတော်ကြောင့်ရဲ့ဒီပြီးတော့ပြည်သူတွေရဲ့ထောက်ပံ့ကူညီအားပေးမှုတွေအရင်ကထက်တောင်မှအခုဆိုရင်ကျွန်တော်တို့ကပြည်သူရဲ့ထောက်ခံအားပေးမှုပူရကြပါတယ်တကယ်လဲဝမ်းသာစရာကောင်းပါတယ်ဒါပေမဲ့ဒီအခုသတင်းမီဒီယာမှာတော့တိတ်တော့မထွက်ဘူးပေါ့နော်ဒါပေမဲ့အရင်ကအခြေအနေတက်တောင်မှကျွန်တော်တို့အခြေအနေပိုကောင်းနေပါပြီဆိုတာလည်းကျွန်တော်ပြောလို့ရတယ်ပြီးရင်သင်တန်းတွေလည်းကျွန်တော်တို့လုပ်တာမီဒီယာမှာလည်းတက်ထားပြီးသားများရှိမှာပါကျွန်တော်သင်တန်းတွေလုပ်တဲ့တက်တည်တယ်စုဆောင်ထားတယ်လည်းရှိပါဒါပေမဲ့ဒီဟာတွေကကျွန်တော်တို့ဘာဖြစ်လို့ဒီလိုမျိုးလုပ်တယ်ဆိုတော့တချို့ကတမျိုးနဲ့ထင်ကြလိမ့်မယ်ဒါဒီလက်စားချေခြင်းလို့ဒီကိုယ့်အချင်းတက်ဖြစ်ခြင်းလို့တချို့ကတွေးတဲ့သူရှိကောင်းရှိမယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကအဲ့လိုမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ ICNCCB ပေါ့နော်ရဲ့မူဝါဒကတိတ်ပြီးမှယူရှင်းပါတယ်သူများရဲ့အပိုင်ဆိုင်မှုတွေလည်းကျွန်တော်တို့လိုချင်မှာမဟုတ်ဘူးဒါပေမဲ့တခုတော့ရှိတာကကျွန်တော်တို့ရဲ့ပိုင်ဆိုင်ထားပြီးသားကူတော့ဒီတိုင်းလေးတော့ကျွန်တော်တို့ရှိစီခြင်းလဲဒါပြည်သူလူထုရဲ့လူရင်ဆန္ဒအတိုင်းပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ရဲ့
ဒီလိုမျိုး CBI စင်စီပြီးတော့ကျွန်တော်တို့စင်အောင်စင်တဲ့အနေနဲ့လည်းဒီလိုမျိုးကြိုးစားအားထုတ်တယ်ဆိုတာကလည်းကိုယ့်ချင်းချင်းပြီးတော့ဒီလက်စားချင်တဲ့ချီးချင်းတဲ့စိတ်ဓာတ်ရဲ့ပြီးတော့သွေးထက်တန်ယူတက်ဖြစ်ခြင်းတဲ့စိတ်ဓာတ်ကြောင့်မဟုတ်ဘဲနဲ့ကိုယ့်ရဲ့ပြည်သူလူထုကိုကာကွယ်ပြီးမှဒီအာဏာရှင်စနစ်ထဲကနေလွတ်မြောက်နိုင်ရေးရဲ့ကျွန်တော်ချင်းပြည်တစ်မျိုးချင်းပြည်တစ်ပြည်လုံးပေါ့နော်လွတ်မြောက်နိုင်ရေးအတွက်ရဲ့ပြီးတော့ကျွန်တော်ချင်းတစ်မျိုးသားလုံးအတွက်ကောင်းတဲ့ရလာရရှိနိုင်ရေးအတွက်ကျွန်တော်တို့မဟာမိတ်အားလုံးနဲ့ရဲပြီးတော့ကျွန်တော်တို့က CP ဖြစ်တဲ့အတွက် CP အနေနဲ့ရောပေါ့နော်ကျွန်တော်တို့ကအကောင်းဆုံးကြိုးစားဖို့အတွက်ရည်ထားတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးကြိုးစားနေတဲ့အချိန်မှာဒီအာအဖြစ်သဘောဟာမျိုးနဲ့ဒီတိုက်ခိုက်တာမျိုးရှိရင်တော့ဒါတော့မဖြစ်တဲ့အရာတော့ဖြစ်သွားနိုင်တယ်ပေါ့နော်ဒါတွေလည်းမဖြစ်စေချင်ဘူးဒါမှဖြစ်စေချင်တဲ့အတွက်ကျွန်တော်တို့ ICCCB နဲ့တော့အများအားရှောင်လေရှိတဲ့အရာလည်းမိဘပြည်သူတွေအားလုံးကမြင်ထားပြီးသားဖြစ်တယ်ဆိုတော့ကျွန်တော်တို့အင်အားတည်ဆောက်တယ်ဒီလိုမဖြစ်ဖြစ်အောင်လည်းအင်အားကောင်းကျွန်တော်တို့ပြန်လုပ်နေတယ်ဒါပြားရဲ့ကြီးရအကြောင်းရမိဘပြည်သူတွေရဲ့ထောက်ခံအားပြုမှုကြောင့်လည်းဒါပုံမှန်လေးလည်းကျွန်တော်တို့တဖြည်းဖြည်းဖြစ်လာပြီးပုံမှန်အခြေအနေတက်တောင်မှပူပြီးမှအခြေအနေကောင်းလာတဲ့တန်းတာလည်းကျွန်တော်တို့ကြောက်တွေ့တာလည်းဖြစ်နေတယ်ဒါပေမဲ့အဲ့ဒီဟာတွေကကိုယ့်အချင်းချင်းရဲ့လက်စားချေချင်းတဲ့စိတ်တက်ရဲ့ပြီးတော့မကောင်းတဲ့စိတ်တက်ကိုမွေးထုတ်ပြီးမှကျွန်တော်တို့ကလှုပ်ရှားခြင်းတော့မဟုတ်ဘူးဆိုတာပြောချင်တယ်ပြီးရင်ဒါအားလုံးအတွက်ကောင်းကျိုးရနိုင်ရဲ့အတွက်ကျွန်တော်ချင်းပြည်မှာစီးလုံးညီညွတ်မှုရဲ့ပြီးဒီတန်းတူညီတူရှိတဲ့မှုကိုအခြေခံပြီးမှစီးလုံးညီညွတ်မှုရှိနိုင်ရဲ့အတွက်ကျွန်တော်တို့ကCPI စင်စီနေနေပေါ့နော်ကျွန်တော်ဝိုင်းစူးစမ်းနေရဲဆိုတာလေးကျွန်တော်ပြောကြားတော့ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးပါ ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဆို